Civila body ကတော့ဒီညတော့အကောင်းဆုံးရွေးချယ်မှုပါပဲဗျကဲညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒါကျွန်တော် Civila အသင်းနဲ့ Serafi ကိုအသင်းတို့ရဲ့ပွဲစဉ်လေးကိုဒါကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြောသားပေးကြပါမယ်ဒီပွဲကဒီနေ့ည2 နာရီပွဲမှာဒါ Civila အသင်းအဲ့ပွဲမှာသွားရောက်ရှင်မြန်လာကြမှာဖြစ်တယ်ဗျအဲ့ဒီဆိုမှုဒါနောက်ဆုံး5ချိန်ကိုကြည့်မယ်ဆိုရင်တော့ဒါ Civila ကတကြိမ်နိုင်ထားတယ် Serafi က2ချိန်နိုင်ပြီးတော့2ချိန်ကတော့ဒါတီရလက်မျိုးထွက်ပေါ်ထားတာကိုတွေ့ရတယ်ဗျဆိုတော့ဒီနေ့ပွဲမှာတော့ဒါပြတ်သားရဲ့အနိုင်ရလက်တစ်ခုနဲ့ပဲထပ်ထွက်လာမယ်ထင်တယ်ဒီပွဲမှာဒါ Civila က level 15ပြားရှုံးဆိုရကြီးတဲ့မျိုးပေးထားပြီးတော့ဘုံပေါင်းကြီးတဲ့နှလုံး60ရှုံးဆိုရကြီးတဲ့မျိုးဖွင့်လှစ်ပေးထားတယ်ဗျဆိုတော့ဒီပွဲမှာတော့ကျွန်တော် Civila body လေးကိုပဲကြိုက်တယ်ဒါကျွန်တော်လိုရင်းတို့ရှင်းလေးပဲပြောလိုက်ရဘာကြောင့်လဲဆိုတော့ Civila တို့ကဒါခြေစွမ်းမှန်မှန်နေရဲ့အသင်းဒါ Serafi ကိုလိုမျိုးဒါဒီနောက်ပိုင်းမှာပုံစံကောင်းတွေပြနေတဲ့အသင်းက Civila ကိုတော့ပြန်ပြီးတော့ဒါကြီးတဲ့မျိုးဖွင့်ပေးထားမှာ level 50ရှုံးတော့ဖွင့်ပေးထားမှာဟုတ်ဒါ Civila က level 10ပြားလောက်ရှုံးဆိုပြီးပြန်ဖွင့်ပေးထားတဲ့အတွက်ဒီနေ့ဒါ Serafi ကိုတို့အနေနဲ့လောကြောင်ဒါတရေလို့ဒါကျွန်တော်တတ်ထားတယ်ဒါကျွန်တော် Civila ဘက်က body နေပြီးတော့ဒါကျွန်တော်အနိုင်နဲ့တရေပဲစောင့်ကြည့်ရမယ်အတွက်ဒါကျွန်တော်10ပြားရင်းပြီးတော့ဒါကျွန်တော် Civila body ကိုနေလိုက်တာမမှားဘူးလို့ဒါကျွန်တော်အနေနဲ့မြင်ထားပါတယ်ဗျအဲ့ဒီတွေ့ဆုံမှုရတော့ဒါဂိုးဘော်ကိုသွားလာတဲ့ပွဲတွေကများတယ်ဒါကြောင့်မလို့ဒီနေ့ပွဲမှာဒါဂိုးပေါင်းကြီးကဒါနှလုံးရှုံးတော့ဖြစ်တင်တာကိုနှလုံး60ရှုံးဆိုတော့ဂိုးပေါင်းကြီးပြော့ပါတယ်ဒါကြောင့်ဒါကျွန်တော်ဂိုးပေါင်းအောက်ကိုပဲရွေးချယ်ခြင်းနဲ့ Civila တို့ဒါ1 နဲ့ကတ်နိုင်မလားစီဖြစ်မလားကျွန်တော်တို့1ဖြစ်မလားဒါကိုဝဲစောင့်ကြည့်ရမယ်အတွက်ကျွန်တော်ဒီတော့ဒါကျွန်တော်ရဲ့တေချာတဲ့ရွေးချယ်မှုလေးကတော့ဒါ Civila ဂိုးအောက်လေးကတော့ပို့ပြီးတော့ဒါသိဖြစ်မယ်လို့ထင်တယ် Civila body လည်းကြိုက်တယ်ဒါကျွန်တော်စုံရွေးပေးလိုက်မယ်နော်ဒါကြောင့်ဒါကျွန်တော်ရဲ့ရွေးချယ်မှုကတော့ Civila body နဲ့ Civila 9 အောင်လေးကိုဒါကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။အဲ့ဒါလေးဒါကျွန်တော်မောင်းကတ်လေးတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုမ join ရသေးတဲ့ညီကိုတွေ channel လေးကိုတစ်ချက်တော့ join ပေးထားပါအောင်။ကျွန်တော် bio လေးမှာဒါကျွန်တော်ရဲ့ channel တင်ပေးထားပါတယ်။အဲ့ဒါ Telegram မှာရိုက်ချပြီးညီကိုတို့အနေနဲ့ join လို့ရပါတယ်ဗျ။ကဲမနေ့ကဒါကျွန်တော်ရဲ့ညီကိုတွေကတော့အစီအမီခဲ့မယ်ထင်တယ်ဒါကျွန်တော်တပွဲကောင်းနေရောမောင်းကတ်ဆိုရင်လည်းဒါမိုင်းလူဒုက္ခပြီးသွားလို့နောက်ဆုံး9သိန်းမောင်းကျွန်တော်အပြည့်ပေါက်ပါဗျ။ဒါဒီညမှာလည်းဒါကျွန်တော်မောင်းကိုဒါကျွန်တော်တော်လေးကြိုက်တဲ့မောင်းကတ်တစ်ကက်ရွေးပေးအောင်မှာဖြစ်လို့ဒါကျွန်တော် channel ကိုမ join ရသေးတဲ့ညီကို join ပေးထားကြပါအောင်။ကဲဒီနေ့ဗီဒီယိုလေးကတော့ပါပဲကြည့်ရှုပြီးညီကိုတယောက်ချင်းစီတိုင်းအများကြီးပဲကျေးဇူးတင်ပါတယ်။နောက်တစ်နေ့ကျရင်လည်းဒါကျွန်တော်ဒီလိုမျိုးတပွဲကောင်းလေးတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account ကို follow မလုပ်ရသေးတဲ့ညီကိုတွေ follow လုပ်ပေးထားပါ။ YouTube channel လေးမှာ subscribe မလုပ်ရသေးတဲ့ညီကိုတွေကတော့ subscribe လုပ်ချက်တော့တင်ပေးထားဖို့ပြောချင်ပါတယ်။ကဲညီကိုတွေအားလုံးပဲတက်တာပါ။နောက်ရက်တွေကြာမှာပဲဒီမျိုးတပွဲကောင်းပွဲတင်လေးတွေကြောင်းရပါမယ်ဗျ။